ကိုလာစော်ကားရင်သိနိုင်မယ်မလေးစကလုံးများမလေးလိုတာကုနာမြန်မာလိုအသုံးမကျတဲ့လူအလကားကောင်လို့ပြောချင်တာဖြစ်ပါတယ်မလေးလိုတာကုနာမြန်မာလိုအသုံးမကျတဲ့လူအလကားကောင်လို့ပြောချင်တာဖြစ်ပါတယ်မလေးလိုဘိုရိုစံဖို့မြန်မာလိုဘာမှလည်းမသိဘဲနဲ့မာနာကြီးနေတာအလကားနေရင်ဆရာကြီးလောက်တာကိုပြောချင်တာပါမလေးလိုဘိုရိုစံဖို့မြန်မာလိုဘာမှလည်းမသိဘဲနဲ့မာနာကြီးနေတာအလကားနေရင်ဆရာကြီးလောက်တာကိုပြောချင်တာပါမလေးလိုပကီမန်ပတ်မြန်မာလိုတွားတေလိုက်တွားကျင်တဲ့နေရာတွားလိုက်လို့ပြောတာဖြစ်ပါတယ်မလေးလိုပကီမန်ပတ်မြန်မာလိုတွားတေလိုက်တွားကျင်တဲ့နေရာတွားလိုက်လို့ပြောတာဖြစ်ပါတယ်မလေးလိုပန်ကိုတော့မြန်မာလိုအညီရဲ့ဘက်ကောင်ပေဆိုးဆိုးကောင်တိုင်ရှိမှုမရှိသူဟုပြောချင်တာဖြစ်ပါတယ်မလေးလိုပန်ကိုတော့မြန်မာလိုအညီရဲ့ဘက်ကောင်ပေဆိုးဆိုးကောင်တိုင်ရှိမှုမရှိသူဟုပြောချင်တာဖြစ်ပါတယ်မလေးလိုပမလက်မြန်မာလိုလူပြင်းပြင်းထူတဲ့ကောင်လို့ပြောချင်တာဖြစ်ပါတယ်မလေးလိုပမလက်မြန်မာလိုလူပြင်းပြင်းထူတဲ့ကောင်လို့ပြောချင်တာဖြစ်ပါတယ်မလေးလိုပနာကိုမြန်မာလိုလူကြောက်ငကြောက်တတိမရှိတဲ့ကောင်ဟုပြောချင်တာဖြစ်ပါတယ်မလေးလိုပနာကိုမြန်မာလိုလူကြောက်ငကြောက်တတိမရှိတဲ့ကောင်ဟုပြောချင်တာဖြစ်ပါတယ်မလေးလိုကိုရန်အချာမြန်မာလိုဆုံးမမရှိတဲ့ကောင်ယဉ်ကျေးမှုမရှိသူရိုင်းတိုင်းသူဟုပြောချင်တာဖြစ်ပါတယ်မလေးလိုကိုရန်အချာမြန်မာလိုဆုံးမမရှိတဲ့ကောင်ယဉ်ကျေးမှုမရှိသူရိုင်းတိုင်းသူဟုပြောချင်တာဖြစ်ပါတယ်